တီယန်စတူဒီယိုကနေကြိုးဆိုပါတယ်အခုကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့လူတော်တော်များများကြောင်းလန့်တကြားဖြစ်ခဲ့ရတဲ့ရန်ကုန်မန္တလေးအမြန်လမ်းပေါ်ကတကယ်ဖြစ်ရမှတစ်ခုပဲဖြစ်ပါတယ်အမြန်လမ်းဆိုတာနေဘက်မှာသွားလာရတာအဆင်ပြေသလားညဘက်12နာရီကျော်သွားပြီဆိုရင်တော့ကိုမမြင်ဘူးမကြုံဘူးတဲ့အရာတွေရှိနေတတ်ပါတယ်ဒါအဲ့ဒီလမ်းပေါ်မှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ရင်မောင်းတအုပ်ရဲ့ဖြစ်ရမှဖြစ်ပါတယ်ကျွန်တော်ကအမြန်လမ်းပေါ်မှာကားမောင်းတာ10နှစ်ကျော်ပါပြီတညမှာတော့ရန်ကုန်ကနေည9နာရီလောက်ထွက်လာခဲ့တယ်ကားပေါ်မှာကျွန်တော်တယောက်တည်း115မိုင်နာရောက်ခန်းဒီမှာမိုးကလည်းတပွဲပွဲရွာနေပြီလမ်းကလည်းတိတ်ဆိတ်လို့ပေါ့အဲ့ဒီချိန်မှာကျွန်တော်ကားမီးအောင်ရှေ့ကိုအဖြူအောင်ရိတ်တစ်ခုဘုံနဲ့ဖြတ်ပြေးသွားတာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ဘရိတ်ကိုအမြန်အိုးလိုက်ပေမဲ့ရှေ့မှာဘာမှမရှိဘူးကျွန်တော်မျက်စိမားတာနေမှာပါလို့ကိုယ့်ကိုယ်အားပေးပြီးဆက်မောင်းခဲ့တယ်115မိုင်ကျော်လာတဲ့ခါမှာတော့လမ်းဘေးမှာအဖြူအောင်ဝစ်စုံနဲ့အမျိုးသမီးတယောက်ရက်နေတာကိုတွေ့ရတယ်သူကကားကိုတားနေတာဗျဒီလိုနေရဒီလိုချိန်မှာအမျိုးသမီးတယောက်တည်းကားတားနေတာမဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ကျွန်တော်စိတ်ထဲမှာကဲပါအောင်ဆိုတဲ့အတန်ကြီးကိုဝိုင်းငင်းနဲ့ကြားလိုက်ရတယ်ကျွန်တော်ကားကိုခဏရက်လိုက်မိတယ်ဒါပေမဲ့မန်နေကနေပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကမရှိတော့ဘူးလမ်းမမှာတစ်ပင်ရိပ်တွေပဲရှိတော့တယ်ကျွန်တော်လည်းကြောချမ်းသွားပြီးကားကိုအမြန်မောင်းထွက်ခဲ့တယ်အဲ့ဒီချိန်မှာပဲကားနောက်ခန်းကနေပြီးတော့အေးရင်တော့ကိုဆိုတဲ့အတန်ကြီးထွက်လာတယ်ကျွန်တော်လည်းသွေးပြတ်သွားပြီးနောက်ကြီးမှကိုကြည့်လိုက်တဲ့အခါကားနောက်ခန်းမှာစောစောအမျိုးသမီးထိုင်နေတာသူ့မျက်နှာကိုတော့တေချာမမြင်ရဘူးသပင်တွေကလည်းဘားလာချထားတယ်ကျွန်တော်လည်းဘုရားသားတွေကိုတောက်လျှောက်ရွတ်တာကားကိုလည်းရက်လို့မရဘူးရက်လိုက်ရင်တခုခုဖြစ်သွားတော့မယ်ဆိုတာကိုအသိစိတ်ကသိနေတယ်အဲ့ဒီအမျိုးသမီးကကျမကိုဒီနေရာမှာထားခဲ့လို့မရဘူးကျမလမ်းပြောင်းနေတာကြားပြီအဲ့လိုမျိုးအတန်အိုးကြီးနဲ့ပြောတယ်ကျွန်တော်လည်းကြောက်နဲ့ဘုရားသားတွေကိုအတန်ကြည်ကြည်နဲ့ရွတ်လိုက်တဲ့အချိန်မှာပဲကားရှိမှလူတယောက်ဝုန်းဝင်းနဲ့ပေါ်လာပြန်တယ်ကျွန်တော်ကားကိုချိုးကွေးလိုက်ရကနေလမ်းမေးမြက်ခင်းပေါ်ကိုကားထိုးကျသွားပြီးကျွန်တော်လည်းသတိလက်သွားတယ်မနက်မိုးလင်းလို့ကျွန်တော်သတိရလာတဲ့အခါလမ်းသွားလမ်းလာတွေကကျွန်တော်ကိုကူညီပေးကြတယ်ကျွန်တော်ကားကလမ်းမေးရဇေယျအိုကြီးတစ်ခုနာမှာထိုးကျနေတာအဲ့ဒီနာဒေသခံတွေပြပချက်အရတော့လွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီနေရာမှာအမျိုးသမီးတူကားတိုက်ခံရပြီးပွဲချင်းပြီးတည်ဆုံးခဲ့ဘူးတယ်အခုဒီလေညဘက်ဆိုရင်အဲ့ဒီအမျိုးသမီးကလမ်းသွားလမ်းလာတွေနဲ့ကားတွေကိုတားလေရှိတယ်လို့ဆိုပါတယ်ကျွန်တော်အခုဒီအမြန်လမ်းကိုညဘက်မမောင်းရဲတော့ဘူးပရိသတ်ကြီးရောအမြန်လမ်းပေါ်မှာအဲ့လိုမျိုးထူးဆန်းတာတွေကြုံဘူးလားအားလုံးပဲခီးသွားတဲ့အခါဘေးကင်းကြပါစေပေးပို့ထားတဲ့အကူကိုလည်းကျေးဇူးတင်ပါတယ်